မင်္ဂလာပါဒီနေ့တော့ခေါင်းစပြုတ်စားမှာဖြစ်ပါတယ်ခေါင်းစပြုတ်ကတော့အခုပဲဝယ်ခဲ့တာပါခေါင်းစပြုတ်ကိုဒီလိုစားမှာပုံနေတယ်ဆိုရင်ချန်လေးနဲ့ရှာပလာလေးရှောက်ထည့်ပြီးတော့စားကြည့်ပါဖြစ်ပါတယ်လို့စားမယ်ဆိုတာကြည့်ကြည့်လိုက်တော့ဒီစုံတော့ဘဲတော့ရှင်လေးကြည့်လိုက်မယ်နော်တော့မင်းလည်းပါပဲမွေးဝအောင်ပဲစိတ်လေးနဲ့ထည့်လိုက်ပြီနော်အမီးလည်းအဆက်လေးနဲ့ပူစားချင်လို့ရုပ်သီးလေး2000လောက်ထည့်လိုက်တာပဲအမီးကခရကတော့ဒီလားမစားခေါင်းစပြုတ်တယ်မှာမစားဘူးလို့ဆက်စားကြည့်လိုက်မယ်နော်စီတို့အိမ်ကသူဆိုင်ထိုင်ကိုရင်းရပြီးစားလိုက်ပါဦးဒီခေါက်ပါထဲဝင်လဲတိလားထားလာဝါလေးဖြစ်ပါမျိုးစီမှာတော့ကိုရပြန်ပေါ်များတဲ့အတွက်မီးတော့မိုးရသည်ဆိုရင်ပို့ရင်ပြန်စားရပါတယ်ပြီးတော့မီးရတယောက်တည်းစားပါဆိုတော့အများကြီးတော့မကူလိုက်မတော့လိုက်ပါဘူး။တော့ကောင်းပါရဲ့ဟိုလေးရပြ။ပုံထားရောက်တော့ပါ။ကျမဝေချင်တယ်မှာကြည့်ကြည့်ပါလေကြောက်။ကြောက်လုံးလုံးမှာပါ။ကြောက်နှလုံးလေးယူလိုက်ပါရဲ့။ဆောင်းစပြုတ်တဲ့မမီထည့်ချင်တဲ့ ingredients တွေအကုန် ready ဖြစ်ပြီဆိုတော့ဒီ ingredients တွေကိုအကုန်စီးပြီးတော့ရခေါင်းစလေးစားပြုတ်လိုက်တော့မယ်နော်မိုးလေးကိုလည်းစီးလိုက်တာမယ်နော်စားလေးကိုတော့တောင်မမှုလို့ခေါ်ပါတယ်မိုးလေးပြလိုက်ပါနော်ယူလေးစားတယ်လိုက်ပါမယ်ထောက်လေးစားတယ်လိုက်ပါမယ်အခုထည့်ပါမယ်ကော်ဖီထည့်မယ်ဒီလိုလေးပါထည့်လိုက်ပါတော့ခဲအောင်ရှိလေးပါထည့်လိုက်မယ်နော်ရတဲ့နီးပြီဆိုတော့ပင်စိမ်းလေးထည့်လိုက်ပါကဲကျုပ်လေးပါထည့်လိုက်ပါနော်ကဲကျုပ်ကမိုင်းလေးထည့်လိုက်ပါနော်အကောလေးထည့်လိုက်ပါမယ်ကဲအဲ့ဆိုရင်တော့ share ခေါက်ဆွဲပြုတ်လေးရပါပြီမြည်ကြည့်လိုက်မယ်နော်ဘယ်လိုအရသာရှိမလဲတော့ဆက်ပါဒါမဲ့လည်းရတာလေးကတော့ကောင်းပါတယ်ဒီမိုးလေးနဲ့ဒီမိုးလေးကိုစားချိပါမယ်နော်အဲ့ဒါနောက်ဗီဒီယိုကြမှာတွေ့မယ်နော် bye byeဟဲ့တယောက်စာပဲခူးတာဆိုအဲ့ဒါဘာကြီးလဲဟိုကတောင်မဟုတ်ဘူးရှားနေခဲ့တယ်အဲ့ချိန်မှာပါလဲတောင်မဟုတ်ဘူးဟိုဖြစ်တယ်ဆိုရရှင်းတော့လိုက်တာဟောရှင်းလို့ကိုအကုန်ယူလိုက်ရဒါကတော့ရွက်တွေကိုနောက်ကွယ်ကနေကူစီးပေးတဲ့လူ